မင်္ဂလာပါဒီနေ့ဆရာမတို့ကြွားမယ့်ခေါင်းစဉ်ကစံပြနာ130အခန်း27အလေးချိန်ပဲဖြစ်ပါတယ်ပန်းသီးနဲ့ငကမောက်သီးပဲတီးရပိုလေးတလေပိုလေးတဲ့တီးကိုဘယ်လိုရှာရမလဲပြန်စဉ်းစားရအောင်တဲ့အဲ့တော့ဆရာမတို့ဒီမှာစဉ်းစားကြည့်မယ်ဒါကပန်းသီးဒီမှာငကမောက်သီးပန်းသီးနဲ့ငကမောက်သီးရဲ့အလေးချိန်ဒီဘယ်ဟာပိုလေးပါတလေတဲ့အဲ့တော့ဆရာမတို့ကသူ့ကိုဘယ်လိုရလာမလဲပေါ့နော်သူ့ကိုဘယ်အတီးရပိုလေးတလဲဆိုတာကိုဘယ်လိုရှာရမလဲစပြီးတော့မှစဉ်းစားကြည့်မယ်ပြန်ပြီးတော့စဉ်းစားကြည့်မယ်အဲ့တော့ဒီလိုမျိုးချိန်ခွင်နဲ့ချိန်ခဲ့တာဒီ G2 မှာတင်ခဲ့ရပြီသားဆိုတော့ဒါကပန်းသီးဒါကငကမောက်သီးဆိုတော့တိသွားပြီဘာကပိုလေးလဲဆိုတော့ဒီဘက်ကလေးလို့သူကဒီဘက်ကိုပို့ပြီးတော့တွဲပြီးတော့ကြာနေဒီဘက်ကလေးလို့ဟုတ်ပြီနော်အဲ့ခါကျတော့ငကမောက်သီးကပိုလေးတယ်ဆိုတဲ့အကြောင်းသိသွားပြီအဲ့ဆိုနံပါတ်1ကိုကြည့်မယ်ပန်းသီးရဲ့အလေးချိန်ကိုသိဖို့ချိန်ခွင်နဲ့ချိန်ကြည့်ရအောင်ဒီတစ်ခါဆရာမတို့ကပန်းသီးကိုချိန်ဖို့ရန်အတွက်ဒီလိုမျိုးချိန်ခွင်လေးကိုသုံးမယ်ဆိုတော့ဒါမျိုးချိန်ခွင်ကိုကလေးတို့ကဒီဈေးသွားတတ်တဲ့ကလေးမျိုးဆိုလို့ရှိရင်တော့ဈေးထဲမှာပေါ့နော်ဒီဟင်းသွင်းဟင်းရွက်တွေချိန်ဖို့အာလူတွေခင်းချင်သီးတွေပေါ့နော်ဒီမျိုးအသီးတွေကိုချိန်ဖို့ဒါမှမဟုတ်ကြက်သားတွေငါးတွေချိန်ဖို့အတွက်လေဒီလိုမျိုးချိန်ခွင်လေးတွေကိုသုံးကြတယ်ဒါမျိုးလေးကိုလည်းသုံးကြတယ်ပေါ့နော်ဒါလည်းအသုံးများကြတယ်ပေါ့လေဆိုတော့သွားနေကြကလေးဆိုရင်ဒီမှာသိလိမ့်မယ်ဆိုတော့သူ့ကိုဒီမှာချိန်လိုက်တယ်ဟုတ်ပြီအဲ့တော့ပန်းသီးရဲ့အလေးချိန်ဒီမှာအတန်လေးရှိတယ်ဒီအတန်လေးကဒီကိုရောက်လာပြီဒီကိုရောက်လာပြီဆိုတော့သူ့ရဲ့အလေးချိန်ကိုဆရာမတို့ကဘယ်လောက်ရှိတယ်လဲဆိုတာစပြီးတော့မှစဉ်းစားကြည့်မယ်ဆိုတဲ့အခါမှာချိန်ခွင်ပုံမှာပြထားတဲ့ G ဆိုတာ gram ကိုပြောရဲဆိုတော့ဒီမှာပြထားတဲ့ဒီ G လေးကဘာလဲဆိုတော့ gram ဆိုတာသိရမယ် gram เนาะအဲ့ဒီခါကျတော့ဆရာမတို့ကပန်းသီးကိုဘာနဲ့ချိန်မှာလဲဆိုတော့ gram နဲ့ချိန်မယ်ဆိုတော့ဒီမှာရှိတဲ့ဒီချိန်ခွင်မှာပြထားတဲ့အလေးချိန်တိုင်းနဲ့ဒီအတိုင်းအတာလေးကိုဒီမှာအကျယ်ပြပေးထားတဲ့ဒါလေးကိုစပြီးတော့လေ့လာကြည့်ရအောင်ဟုတ်ပြီဒါဒီ kg ဆိုတာက kilogram G ဆိုတာက gram ဆိုတော့ဒီတစ်ကနေပြီးတော့ဒီမှာ50 gram ဆိုတော့50 100ဆိုဘယ်လောက်တိုးလာလဲ50တိုးလာတယ်100 150 50စီတိုးလာတယ်150 200 50တိုးမယ်250 300 350 400 450 500 550 600 650 900 950 800 850 900 950ကဲဟုတ်ပြီ950ပြီးတော့ဒီမှာ1000ဆိုပြီးတော့ဖြည့်ရမယ်နေရာမှာဒီ1000 gram ဆိုတဲ့နေရာမှာဒီ1 kilogram လို့ရေးထားတယ်ဒါဆိုရင်ဆရာမတို့ဒီကနေဘာကိုသိရှိသွားပြီလဲဆိုတော့1000 gram ဆိုတာက1 kilogram နဲ့တူတယ်ဆိုတဲ့အချက်ကိုသိရှိသွားပြီဟုတ်ပြီနော်ကဲပြန်ပြောပါမယ်50စီ50စီ50စီတိုးသွားတယ်ဆိုတာကိုကလေးတို့သိရလိမ့်မယ်ပြီးတော့ဒါဒီ50ကိုပြတယ်100 150 200 250 300ဒီလိုပြသွားတယ်ဒီထိရောက်တော့1000 gram 1000 gram ဒီ1 kilogram နဲ့ညီးတယ်ဟုတ်ပြီနော်ဒါဆိုဒီမှာဖတ်ကြည့်အောင် gram ဟုခေါ်သည့်အလေးချိန်တိုင်း unit တစ်ခုဖြစ်သည် gram ဆိုတာကအလေးချိန်ကိုတိုင်းတဲ့ unit တစ်ခုဖြစ်ပါတယ်တဲ့ဘယ်လောက်လေးသလဲဆိုတာအောင်နော်အဲ့တော့ဆရာမတို့မြန်မာနိုင်ငံမှာတော့များသောအားဖြင့်ဒီဟင်းသီးဟင်းရွက်တွေပဲဝယ်အသားငါးတွေပဲဝယ်ကျန်တဲ့ပစ္စည်းတွေပဲဝယ်ပေါ့နော်အသီးအရွက်တွေပဲဝယ်ဘာပဲဝယ်ဒီဆရာမတို့က gram တွေ kilogram တွေနဲ့မသုံးဘူးပိတ်သားတွေနဲ့ပဲသုံးတယ်ပိတ်သားရဲ့ကြက်သားရဲ့ဆိုတော့အဲ့ဒီအကြောင်းကိုတော့ဒီနောက်ကဒီသင်ခန်းစာရဲ့နောက်ဆုံးနားလေးမှာပြန်ပြီးတော့ရှင်းပြထားတာရှိပါတယ်ကြည့်ကြည့်အောင်ပန်းသီးဤအလေးချိန်ကို gram အမှတ်သားများပါတော့ချိန်ခွင်သုံးပြီးချိန်နိုင်သည်ပန်းသီးကိုဘာနဲ့ချိန်မှာလဲဆိုတော့ gram အမှတ်သားပါတဲ့ချိန်ခွင်သုံးပြီးတော့ချိန်ပါမယ်ရပြီနော်ကဲဒါဆိုရင်ကြည့်ရအောင်ကကြီးကအငယ်ဆုံးအစိတ်တစ်စိတ်ကဘယ်နှဂရမ်ကိုပြတယ်လေတဲ့အငယ်ဆုံးအစိတ်တစ်စိတ်ကဘယ်နှဂရမ်ကိုပြတယ်လဲဆိုတော့3ညနဲ့50ကြားမှာရှိတဲ့ဒီအငယ်ဆုံးအစိတ်တစ်စိတ်ဒီတစ်စိတ်ကဘယ်နှဂရမ်ကိုပြတယ်လဲဆိုတော့ဆင်မတို့ဒီမှာကြည့်လိုက်မယ်နော်တစ်ကနေဒီ1 kilogram ဆိုတဲ့ဒီ1 kilogram ကနေဒီဘက်ကိုလာလိုက်တော့ဒါ50 gramဆရာမခုနရှင်းပြပြီးပြီ50 100 150 200 250 300 350 400 450 500 550 600 650 900 950 800 850 900 950 1000 gram ဖြစ်တော့1 kg ဖြစ်သွားတယ်တပတ်ပေါက်တယ်နော်ဆိုတော့ဒီကနေဆရာမတို့ဘာသိရလဲဆိုတော့1 kg ဆိုတော့1000 gram ဆိုတော့သိရဒီတစ်ချက်ဆရာမမေ့ပါဆိုတော့ပြန်ပြောတာပါဒီတစ်ခါဒီတစ်စိတ်ကလေးအသေးဆုံးအစိတ်ကလေးအငယ်ဆုံးအစိတ်တစ်စိတ်ကဘာကိုဖော်ပြတယ်လဲဆိုတော့ဒီကနေဒီထီလေးကိုသူကအကျယ်ချဲ့ထားတယ်အကျယ်ချဲ့ထားတာလေးကိုဒီမှာပြန်ကြည့်အောင်နော်အဲ့ဒီခါကျတော့ဒါက50ဒီဒါက gram 50 gram နော်50 gram ဆိုတော့ဒီအစိတ်တစ်စိတ်ကလေးကဘာကိုပြတယ်လဲဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်တဲ့အခါမှာဒါက
5 10 15 20 25 30 35 40 45 50ဒါဆိုဒီမှာနည်းနည်းလေးပိုရှည်နေတဲ့အစိတ်ဒီ10ကိုပြတယ်10 20 30 40 50ရမယ်နော်ကဲပြန်ကြည့်ကြည့်ပါမယ်ဒီမှာနည်းနည်းလေးပိုရှည်နေတဲ့အစိတ်ကလေးကဘာကိုပြလဲဆိုတော့10 gram ကိုပြတယ်10 20 30 40 50ကဲဟုတ်ပြီဒီကအစိတ်ကလေးအသေးလေးရကြတော့5 gram 5 10 15 20 25 30 35 40 45 50 gram ဆိုဆရာမတို့ကဒီမှာရေးရမယ့်အဖြေဒီအငယ်ဆုံးအစိတ်တစ်စိတ်ကဘယ်နှ gram ကိုပြတယ်လဲဆိုတော့အငယ်ဆုံးအစိတ်တစ်စိတ်က5 gram ကိုပြပါတယ်အဖြေကဒီလို5 gram ပဲရေးရင်လည်းရတယ်လို့ဒါမှမဟုတ်စာရေးမယ်ဆိုရင်လည်းအငယ်ဆုံးအစိတ်တစ်စိတ်က5 gram ကိုပြပါသည်ပေါ့ရပြီနော်ပန်းသီးရဲ့အလေးချိန်ကဘယ်နှ gram ရှိတယ်လဲကဲဟုတ်ပြီဒီတစ်ခါကျွန်တော်တို့ကပန်းသီးရဲ့အလေးချိန်ကိုကြည့်တော့မယ်ပန်းသီးဒီမှာဒီတိရှိတယ်သူ့ကိုချိန်တိုက်တဲ့အခါမှာဒီမှာရှိတဲ့ဒီအတန်လေးရပါတော့ဒီဘက်ကိုရောက်သွားတယ်ဒီဘက်ကိုလာတယ်လာတော့ဒီနန်းလေးကိုရောက်လာပြီဆိုဆရာမတို့ကသူ့ကိုဘယ်နှ gram ရှိတယ်လဲဆိုတာလေးကိုကြည့်ကြည့်ပါမယ်ဆိုတော့50 100 150 200 250 250မရှိဘူး250ဆိုတော့ဒီထိကိုဆရာမတို့200ဆိုပြီးရသွားပြီ200ဆိုတော့ဒီတစ်စိတ်ဒီ205ဒါကကျတော့210 210 220 230 230နည်းနည်းကြော်ကြော်လေးကိုရောက်နေတာဆိုတော့230 240နားထိရောက်တယ်230နဲ့240ကြားထဲကိုရှိဒါပေမဲ့ဒီကလေးတို့ရဲ့ဒီ teacher guide ပေါ့နော်ဒီG3 ရဲ့ teacher guide ထဲမှာကသူက230 gram လို့ပဲပြောလို့ဆရာမအဲ့ဒါလေးကိုပဲအဖြေရေးပေးပါမယ်ဒါပေမဲ့ဒီမှာတေချာကြည့်ရင်တော့230ထက်ကိုနည်းနည်းလေးပိုနေတာတွေ့ရမယ်ပေါ့နော်ဒါကဘာလဲဆိုတော့ဒီ10ဒါကကြတော့20ဒီက30မလားတော့40နာထိကိုနည်းနည်းလေးရောက်နေတယ်ဒီအတန်လေးကအဲ့ခါကျသူ့ကို230နဲ့40ကြားလို့ပြောလို့ရတယ်ဒါပေမဲ့ဒီ teacher guide ထဲမှာပေါ့နော်ဆရာ guide ထဲမှာကသူက230 gram လို့ပဲပြောပြထားတာရှိလို့ဆရာမဒီအဖြေလေးကိုပဲရေးပေးပါတယ်ဟုတ်ပြီလားကဲဒါဆိုရင်ငါးငယ်ကိုသွားပါမယ်ငကမောက်တီးရဲ့အလေးချိန်ကဘယ်နှ gram ရှိပါသလဲငကမောက်တီးကိုချိန်ကြည့်မယ်ငကမောက်တီးရဲ့အလေးချိန်ဒီမှာဒီလောက်ရှိတယ်ဆိုတော့ဆရာမတို့သူ့ကိုကြည့်ကြည့်လိုက်မယ်50 100 150 200 250 300 350 400 450 gram ရှိတယ်တွေ့ရနော်ကဲဒါဆိုဆရာမတို့သူ့ကိုဗာရေးလိုက်ရုံပဲလေငကမောက်တီးရဲ့အလေးချိန်က450 gram ရှိတယ်ဆိုတာလေးကိုရေးလိုက်ရုံပဲဟုတ်ပြီနော်ဆိုတော့ကလေးတို့ကတော့မေကွန်တဲ့ကမေကွန်ကူပြီးတော့မှ450 gram လို့ပဲဖြည့်ရင်းရပါပြီဒါ G3 အနေနဲ့ဆိုရင်တကယ်လို့သာတာတို့သမီးတို့ရဲ့ကျောင်းဝဆရာမကငကမောက်တီးရဲ့အလေးချိန်က450 gram ရှိပါသည်လို့အဖြေရေးစေခြင်းနဲ့ဆိုလို့ရှိရင်လည်းရေးပေးရမယ်ပေါ့နော်နောက်တစ်ခုကကြီးကပန်းသီးနဲ့ငကမောက်သီးဘယ်အသီးကပူလီတယ်လဲကဲဒီမှာငကမောက်သီးရဲ့အလေးချိန်ကိုသိသွားပြီသူက450 gram ရှိတယ်ပန်းသီးကကြတော့230 gram ရှိတယ်ခုနကချိန်ခဲ့ပြီးသားဒါဆိုရင်သိသွားပြီဘာကပိုလေးရလဲဆိုတော့ငကမောက်သီးကပိုလေးတယ်ဆိုတော့ပန်းသီးနဲ့ငကမောက်သီးဘယ်အသီးကပိုလေးတယ်လဲဆိုတော့ဆရာမတို့ကဘာရေးလိုက်ရုံပဲလဲဆိုတော့ငကမောက်သီးကပိုလေးပါသည်ပေါ့ရပြီနော်နောက်တစ်ခုကရှေ့စာမျက်နှာကချိန်ခွင်ပုံမှာဒီဘက်ကစာမျက်နှာ130ကချိန်ခွင်ပုံမှာ100 gram 350 gram နဲ့380 gram အမှတ်သားတွေကိုများထိုးပြပါ100 350 980ဒီဟာကိုဒီမှာများထိုးပေးရပါမယ်တဲ့ဟုတ်ပြီနော်ဆရာမခုနကဒါ380လို့ဖတ်မိတယ်ထင်ပါတယ်ဒါဆိုရင်ဒီမှာဆရာမတို့သွားပြီးတော့မှများထိုးပါမယ်ဆိုတော့100 gram ဆိုတော့ဒီနေရာလေးဒါဒီ100 gram ကိုပြတယ်ဆိုတော့ဒီလိုလေးများထိုးလိုက်မယ်100 gram လို့ရေးလိုက်မယ်နောက်ဆရာမတို့ကနံပါတ်5ကိုဖြည့်နေတာနောက်တစ်ခုကကြတော့350 gram ဆိုတော့100 150 200 250 300 350ဒီနေရာလေးပေါ့ဒီနေရာလေးကိုများလေးထိုးလိုက်ပြီးတော့မှရေးလိုက်ပါမယ်ဆရာမတို့ကဘာကိုရှာချင်တာလဲ350 gram ကိုရှာချင်တာဆို350 gramနောက်တစ်ခုဒီ980ဆိုဆက်ပြီးကြီးသွားလိုက်မယ်400 450 500 550 600 650 900 900နဲ့50 800ဒါဆို950နဲ့800ကြားထဲမှာ980ရှိမှာပေါ့ဒါက950 960 990 900နဲ့80ဒါဒီနေရာလေးကိုများလေးထိုးပြီးတော့မှ980 gram ဆိုပြီးတော့ရေးလိုက်ပါမယ်
ရပြီနော်ခုနကရှင်းပြထားတဲ့အထက်မှာဒီအစိတ်ကလေးတေးသေးလေးက9 gram ဖြစ်ပြီးတော့ဒီကနှဲလေးကြီးနေတဲ့အစိတ်ဒီ10 gram ဆိုတော့ဆရာမတို့ဒီမှာ950 955 960လို့ဆရာမတစ်ခါတည်းမသွားတော့ဘဲနဲ့950 960 990 980ဆိုပြီးအဲ့လိုသွားလိုက်တယ်ရပြီနော်ကဲနောက်တစ်ခုကကြတော့ပတ်ဝန်းကျင်မှာရှိတဲ့100 gram ခန့်လေးတဲ့ပစ္စည်းတွေကိုရှာပါအဲ့ဒီပစ္စည်းတွေရဲ့အလေးချိန်ကိုချိန်ဝင်နဲ့ချိန်ပြီးစစ်ဆေးပါဆိုတော့ဆရာမစီမှာချိန်ဝင်လည်းမရှိတာမို့လို့ဒါကိုတော့ချိန်ပြီးတော့မပြနိုင်ဘူးပေါ့နော်အဲ့တော့ကလေးတို့ဒီဒါဘာလို့ရမှာလဲဆိုတော့အစတင်ငန်းထဲမှာဆရာမနဲ့အတူချိန်ရမှာဖြစ်တယ်ဆိုတော့ချိန်ဝင်ကိုညညာသောမျက်နှာပြင်တွင်ထားပါဆိုတော့သူ့ကိုညညညာလေးမျက်နှာပြင်လေးတစ်ခုမှထားမယ်ပြီးတော့မှလက်တံကို3ညဆိုဒီနေရာလေးမှာသွားပြီးတော့မှလက်တံလေးရှိနေရမယ်အဲ့လိုရှိပြီဆိုမှ3ညကိုညွန်ပြနေခြင်းရှိမရှိစစ်ဆေးပါမညွန်ပြရင်လက်တံကို3ညသို့ညွန်ပြနေအောင်ရွှေ့ပါ3ညကိုညွန်ပြပြီဆိုမှဒီမှာဘာမှမရှိဘူးဆိုတာသိကြပြီဆိုမှကိုချိန်ခြင်းတဲ့ပစ္စည်းကိုချိန်လိုက်မယ်ပစ္စည်းထည့်လိုက်ပြီဆိုကြတဲ့ကဒီဟာဒီဘက်ကိုရွှေ့လာမယ်ဘယ်လောက်ရှိသွားပြီဒီလိုတအားလေးလို့ရှိရင်ဒီဘက်ထိရောက်လာမယ်ပေါ့နော်အဲ့ဒါပြီးတော့မှဒါဘယ်လောက်လေးတယ်လဲဆိုတာကိုဖတ်ကြည့်ရမှာဖြစ်တယ်ကဲဒါဆိုရင်ခုနကဆရာမတို့အလေးချိန်ကိုတည်သွားပြီဆိုလို့ရှိရင်ဒီဒါလေးကိုလေ့လာပါမယ်ဒီမှာကျတော့ချိန်ဝင်ပုံမှာပြထားတဲ့ kg ဆိုတာက kilogram ဖြစ်ပါတယ်ခုနကချိန်ဝင်ပုံမှာဆရာမတို့လေ့လာတော့ကဒီမှာဒီဒါ1 kg ရှိတယ်100 200 300 400 500 600 900 800 900 1000ဆိုတော့ဒီထိရောက်လာတဲ့ခါမှာဒါအားလုံးဒီဘက်မှာပြထားတဲ့ဟာလုံးဒီအားလုံးဒီ gram ကိုပြထားတာ100 gram 200 gram 300 gram 400 gram 500 gram 600 900 800 900 gram 1000 gram ဖြစ်တဲ့အခါမှာ1 kg ဆိုပြထားတယ်ဒါကကြတော့မတူတော့ဘူးဒီမှာ3ညဆိုပြီးတော့ပြထားတယ်ဟုတ်ပြီ3ညနဲ့ဒီဘက်မှာ200 gram ဆိုဖြစ်သွားပြီ200ရဲ့ဒါက400ရဲ့600ရဲ့800ရဲ့1 kg ရဲ့ဒါလေးပဲပါတာအရင်တစ်ခေါက်ကခုနကဟိုဘက်ကဆမ်းမျက်နှာ130ကချိန်ဝင်ပါသည်ဒါလေးပဲပါတာဒါလေးကိုမှ तू ကပစ္စည်းသေးသေးလေးတွေချိန်ဖို့ဆိုလို့ရှိရင်တော့အဲ့ဒီအလေးချိန်ဒီအကြိုက်ပဲပေါ့နော်ဒါကကြတော့ပိုလေးတဲ့ပစ္စည်းတွေချိန်တော့မယ်ဆိုရင်ကြတော့ဒီလိုမျိုးချိန်ခွင်လေးကိုသုံးရမယ်ဆိုတော့ဒီမှာဒီဟာဒီ gram 200 gram 400 gram 600 gram 800 gram 1000 gram 1000 gram ဖြစ်လာတဲ့အချိန်မှာဒီခုနကလေးကတိခဲ့ပြီး1 kg 1 kg ကဒီဘက်ကိုပြန်လာမယ်ဒါက200 400နော်ဒီမှာ200ပေါ့နော်200 400 600 800ဒီနောက်ရောက်လာတဲ့ခါမှာ2000ဖြစ်လာမှာပေါ့2000ဖြစ်လာတော့2 kg ဒီလိုပဲပြန်လာမယ်2 kg ပြီးတော့ဒီဘက်မှာ200 400 600 800 1000 1000ဆိုတော့3 kg နော်200 gram 400 gram 600 gram 800 gram 1000 gram ဆိုတော့နောက်တော့4 kg 200 400 600 800 1000ဆိုတော့5 kg ထိ5 kg ထိဒီချိန်ဝင်ကိုသုံးမယ်ဆိုရင်တော့5 kg လေးတဲ့ပစ္စည်းထိချိန်လို့ရတယ်ဆိုတာကိုပြောတာဟုတ်ပြီနော်ဆိုတော့ခုနကပထမဆုံးက130ကချိန်ဝင်ကတော့သူကဒီပန်တီတို့လိမ္မော်တီတို့ဒီလိုမျိုးပေါ့တဲ့ပစ္စည်းလေးတွေကိုပဲချိန်ပါဒါကကြတော့လေးတဲ့ပစ္စည်းတွေကိုချိန်မယ်အဲ့ဒီခါကျတော့သူက1 kg ကနေဒီမှာ0ကနေစလိုက်တာ1 kg 2 kg 3 kg 4 kg 5 kg ထိချိန်လို့ရတယ်1 kg 2 kg 3 kg 4 kg 5 kg ထိပေါ့နော်ရမလားကဲဒါဆိုရင်ဆရာမတို့ကဒီမှာထမင်းကြိုင်ကိုချိန်လိုက်တယ်ထမင်းကြိုင်ကိုချိန်လိုက်တော့သူက0ဆိုတဲ့ဒီနေရာမှာရှိမှာမချိန်ခင်မှာပေါ့နော်ဒီနေရာကနေပြီးတော့ဒီချိန်ဝင်ပေါ်မှာဒီထမင်းကြိုင်လေးကိုထည့်လိုက်တယ်ဆိုတာနဲ့ပဲဒီလက်တံနေ3ညကနေဒီဘက်ကိုရောက်လာလိမ့်မယ်ကြည့်ဆိုပြီးတော့ဟုတ်လားဆိုတော့ဒီနန်းလေးကိုရောက်လာပြီကဲဟုတ်ပြီဆရာမတို့ဖတ်ရတော့မယ်ဘလောက်လေးသလဲဆိုတာကိုဖတ်ရတော့မယ်ဆိုတဲ့အခါမှာ1 kg ကိုကြော်လာတဲ့အတွက်ကြောင့်မလို့1 kg တော့ရှိသွားပြီဒီဘက်မှာကျတော့ kg နဲ့ပြလို့မရတော့ဘူးဒီထိကျတော့ဒါ100 200 gram ဖြစ်သွားပြီ1 kg 200 gram ဆိုရရတယ်ပေါ့ပြီနော်1 kg 200 gram ဆိုရရသွားပြီအဲ့တော့အဲ့ဒါကိုမရခင်မှာကဲအရင်ဦးဆုံးဒီမှာရှိတဲ့မိန်းကလေးတွေကိုဖြည့်ကြည့်အောင်အငယ်ဆုံးအစိတ်ကဘယ်နှ gram ကိုပြတယ်လဲဆိုတော့ gram နဲ့ဖြည့်ထုတ်ပေးရမယ်အငယ်ဆုံးအစိတ်ဆိုတော့ဒီနားလေးမှာရှိရဒီတေးသေးလေးတစ်စိတ်ကိုပြောတာဟုတ်ပြီဒီထိက200ဆိုရင်ဆရာမတို့ဒီထဲမှာအစိတ်ကလေးတွေက10စိတ်ရှိသလားရည်ကြည့်ရအောင်ဆို1နဲ့3 4 5 6 9 10 3ညနဲ့200နဲ့ချားမှာအစိတ်10စိတ်ရှိတယ်ဒါဆိုရင်တစ်စိတ်ဒီဘယ်လောက်ရှိမလဲဆို20 gram ရှိမှာပေါ့ဟုတ်လားအဲ့ဒီခါကျမှပဲ20 40 60 80 100 120 140 160 180 200ဆိုပြီးတော့မှ200ထိရောက်လာမယ်ဆိုတော့ဒီအစိတ်တစ်စိတ်ဒီရတစ်စိတ်ပဲဆိုဒီရတစ်စိတ်ကလေးပဲဆိုဘယ်ကအစိတ်တစ်စိတ်ပဲဖြစ်ဖြစ်သူဒီဘယ်လောက်ကိုပြတယ်ဆို20 gram ကိုပြတယ်
ဒါဆိုရင်အငယ်ဆုံးအစိတ်ကဘယ်နှ gram ကိုပြတယ်လဲဆိုတော့20 gram ကိုပြတယ်။တော့ပေါက်တယ်နော်ဒီဆရာမကဒီလိုလေးဆွဲပြလိုက်မယ်ခုနကတော့သူကအကျယ်ချဲ့ပြီးတော့ပြထားတာရှိတယ်3ညနော်3ညနေပြီးတော့ဒီဘက်ကိုလာလိုက်တဲ့ဒီမှာ200လို့ဆရာမရေးလိုက်မယ်200 kg ဒီကြားထဲမှာသူက1 2 3 4 5 6 9 8 9 10ဒီထိရှိကဲအဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ကဒါက3ညဒါက200 3ညနဲ့200ကြားမှာ10စိတ်ရှိတယ်ဆိုတော့ဒါဒီဘယ်လောက်ဖြစ်မှာလဲဆိုတော့20ပေါ့20 40 60 80 100 120 140 160 180 200ပေါ့ရပြီနော်ဒါမှမဟုတ်ဆရာမတို့က200ကိုဘာနဲ့စားခြင်းအဖြစ်လဲသိနိုင်တယ်ဆိုတော့30နဲ့စားခြင်းအဖြစ်လဲသိလို့ရမယ်ဆိုတော့ဒီလိုမျိုးလေးရှင်းလိုက်တဲ့အခါမှာ20ဆိုပြီးရသွားတယ်။တစ်စိတ်ဒီ20ကိုဖော်ပြတယ်။နှစ်စိတ်ဒီ40ကိုဖော်ပြတယ်။သုံးစိတ်ဒီ60ကိုဖော်ပြတယ်။10စိတ်ဖြစ်လာတဲ့အခါမှာ200ကိုဖော်ပြတယ်။200 gram ကိုဖော်ပြတယ်။ရပြီနော်200 gramဆိုတော့ဒီကနေဒီထိ200 gram ဆိုတော့တစ်စိတ်ဒီဘယ်လောက်လဲဆိုတော့20 gram ဖြစ်သွားပြီရပြီနော်အဲ့တော့ထမင်းချိုင်းရဲ့အလေးချိန်ကဘယ်နှ gram ရှိတယ်လဲထမင်းချိုင်းရဲ့အလေးချိန်ဆိုတဲ့အခါမှာဒီထိရှိတယ်ဒီထိရှိတာဆိုတော့ခုနကဆရာမပြောတဲ့1 kg 200 gram 1 kg ဒီ1000မဟုတ်လား200 400 600 800 1000 1000နဲ့200ဆိုတော့ gram နဲ့ပြတော့1000နဲ့200 gram ရပြီနော်နောက်တစ်ခုအလေးချိန်ရဲ့အခြား unit ဖြစ်တော့အလေးချိန်ကိုတိုင်းမယ်အလေးချိန်ကိုတိုင်းတဲ့ unit ထဲကခုန gram သိခဲ့ပြီဒီတစ်ခါ kilogram သိသွားပြီပေါ့နော်ဆိုတော့ gram နဲ့ kilogram ဖြစ်တဲ့ပိုလေးသောပစ္စည်းများချိန်ရန်အတွက်အသုံးပြုတယ်သူကပိုလေးတာကိုတိုင်းချင်လို့ရှိရင် kilogram နဲ့တိုင်းပါမယ်1000 gram ကို1 kilogram ဟုခေါ်သည်ဒါဆိုရင်1 kilogram 1000 gram 1000 gram 1 kilogram ဒါလေးချိတ်ဆက်အခြေအဆက်ကလေးကိုသိထားရပါမယ်ငငယ်ပုံမှာပြထားတဲ့ချိန်ခွင်ကိုဘယ်လောက် kilogram အထိအသုံးပြုနိုင်တယ်လဲပုံမှာပြထားတဲ့ချိန်ခွင်ဒီမှာဒီပုံလေးကိုကြည့်လိုက်ဒီပုံမှာပြထားတဲ့ချိန်ခွင်ကိုဘယ်လောက် kilogram ထိအသုံးပြုနိုင်တယ်လဲခုနဆရာမရှင်းတဲ့ထဲမှာပါပြီးပြီ3ညနဲ့ဆလိုက်တာ1 kilogram 2 kilogram 3 kilogram 4 kilogram 5 kilogram အထိသုံးလို့ရတယ်ဒါဆိုရင်ပုံမှာပြထားတဲ့ချိန်ခွင်ကို5 kilogram အထိသုံးလို့ရပါတယ်အဖြေကတော့5 kg ပဲဒီလိုပဲအဖြေရေးလိုက်ရင်ရသွားပြီဟုတ်ပြီနော်ထမင်းကြိုက်ရဲ့အလေးချိန်က kilogram gram နဲ့ဘယ်လောက်ရှိတယ်လဲဆရာမတို့ခုနကထမင်းကြိုက်ရဲ့အလေးချိန်ကို gram နဲ့ပဲပြတာဒီတစ်ခါသူက kilogram gram နဲ့ပြခိုင်းတယ်1200မလားဒီ1000ထိရောက်လာတဲ့အခါမှာဒီ1 kg ဒီဘက်က200ကတော့200 gram ဆိုတော့အဖြေဒီဘယ်လောက်လဲ1 kg 200 gram kilogram gram နဲ့ပြတဲ့အခါမှာ1 kg 200 gramရပြီနော်အပေါ်ကချိန်ခွင်မှာ1 kg 300 gram နဲ့3 kg 900 gram အမှတ်သားတွေကိုများထိုးပါဆိုပထမအောင်ဆုံးများထိုးရမှာဒီ1 kg 300 gram ဆိုတော့ကြည့်ကြည့်အောင်1 kg ဆိုတော့ဘယ်နှမှာရှိလဲ300နဲ့စားတော့1 kg 2 kg ရပြီ300 gram ဆိုတဲ့အခါကျတော့ဒီမှာဒါက100ဒါက200နောက်က2ဆိုရင်200ကိုပြတယ်နောက်က4ဆို400ကိုပြတယ်ဆိုတော့200 400ကြားတွေကဒါလေးဒီ300ကိုပြတယ်4ချိန်300ကိုပြမယ်ဆိုတော့ဘာလဲ2 kg 300 gram 100 200 300 400ဆိုတော့ဒီနေရာလေးဒီဘာကိုပြရလဲဆိုတော့2 kg 300 gram ဒီမှာရေးချင်လဲရေးဒါမှမဟုတ် तू ကအများပဲထိုးပါလို့ပြောတော့ဒီတိုင်းလေးပဲအများထိုးလိုက်ရင်လည်းရတယ်ရပြီနော်နောက်တစ်ခုကကြတော့3 kg 900 gram ဒီကုန်းနဲ့ကိုကြည့်လိုက်3 kg 900 gram ဆိုတော့ကဲ3 kg ဆိုတော့3ကိုတွားကြည့်လိုက်3 kg ဟုတ်ပြီ3နဲ့ဒါဒီ100ကိုပြတယ်20 40 60 80 100 100 200 300 400 500 600 900 800 900ဒီနေရာလေးဒါဒီပါလဲဆိုတော့3 kg 200 gram ရပြီနော်ဒီလောက်ဆိုလို့ရှိရင်သူကများထိုးပါဆိုတဲ့ခါမှာများလေးပဲထိုးထားလိုက်ရင်လည်းရတယ်ဆရာမကတော့စာပါရေးထားပေးလိုက်တယ်ဟုတ်ပြီနော်ကဲကွက်လက်ဖြည့်ပါဆိုဖြည့်ကြည့်အောင်2 kg 900 gram ဒီ gram နဲ့ဘယ်လောက်လဲ2 kg မှာဒီ1 kg မှာ1000ဆိုတော့2 kg မှာ2000 2000ရဲ့900ရဲ့ဆိုတော့2500 gram ပေါ့နောက်တစ်ခု3080 gram ဒီ kilogram gram နဲ့ပြမယ်3000ဆိုရင်3 kg 80က80 gram ရပြီနော်နံပါတ်1ကအောက်ပါပစ္စည်းတွေရဲ့အလေးချိန်က kilogram gram ဘယ်လောက်ရှိတယ်လဲ
အလေးချိန်ကိုကီလိုဂရမ်ဂရမ်နဲ့ပြမယ်အဲ့ဒီနောက်အလေးချိန်ကိုဂရမ်နဲ့ပြမယ်နှစ်ခုရေးပေးရမယ်ဟုတ်ပြီလားကျွန်တော်တို့ချိန်နဲ့ဒီပစ္စည်းတွေရဲ့အလေးချိန်ကိုရှာကြည့်လိုက်လို့ဂရမ်နဲ့ရရင်ကီလိုဂရမ်ဂရမ်ပါရေးပေးရမယ်ဟုတ်ပြီနော်နှစ်ခုစလုံးနဲ့ရေးပေးရပါမယ်ဆိုတဲ့အခါမှာကြည့်ကြည့်အောင်ဒီပစ္စည်းလေးကိုဒီမှာချိန်လိုက်တယ်ကကြီးကချိန်လိုက်တဲ့အခါမှာဒီ3ညနဲ့ကြည့်လိုက်တော့1ကီလိုဂရမ်နော်ဒီမှာ200 400 600 800 1000ဒီ1ကီလိုဂရမ်1200 1400 1600 1800 2000ဆိုတော့2ကီလိုဂရမ်ဒါပြီနော်2000နဲ့100 2000နဲ့200 2300 2400ကဲဂရမ်နဲ့ပြလိုက်တော့ဘယ်လောက်ရှိလဲ2400ဂရမ်ရှိတယ်။ကဲအဲ့တော့ဆရာမတို့ကဂရမ်ကို2400ဂရမ်ဆိုပြီးရေးလိုက်ရုံပဲ။ဒါကိုသူကနောက်မှပေးတဲ့အတွက်တော့နောက်မှရေးလိုက်ကီလိုဂရမ်ဂရမ်နဲ့ပြချင်ကြတော့1ကီလိုဂရမ်2ကီလိုဂရမ်ပြီးတော့မှဒီဘက်မှာ2ကီလိုဂရမ်ပြီးတော့3နဲ့2နဲ့3နဲ့ကြားထဲမှာဒီဂရမ်နဲ့ပဲပြရလိမ့်မယ်100 200 300 400ဆိုတော့ဘယ်လောက်လဲဆိုတော့2ကီလိုဂရမ်400ဂရမ်ပေါ့ဆိုတော့2ကီလိုဂရမ်400ဂရမ်ဒီဂရမ်နဲ့ပြလိုက်တော့2400ဂရမ်2400ဂရမ်ဒီကီလိုဂရမ်ဂရမ်နဲ့ပြလိုက်တော့2ကီလိုဂရမ်400ဂရမ်ပေါ့ရပြီလားနောက်တစ်ခုဒီပစ္စည်းလေးကိုချိန်လိုက်တယ်ချိန်လိုက်တော့သူကဒီထိရောက်လာတယ်ဒီထိရောက်လာတဲ့အတွက်ကြောင့်မလို့ဆရာမတို့သူကအရင်ဦးဆုံးကီလိုဂရမ်ဂရမ်နဲ့ရှာကြည့်မယ်ကီလိုဂရမ်ဂရမ်နဲ့ရှာမယ်ဆိုတော့ဒီမှာ1ကီလိုဂရမ်2ကီလိုဂရမ်3ကီလိုဂရမ်ကဲ4တော့မရှိဘူးဆိုတော့ကီလိုဂရမ်ဂရမ်နဲ့ရှာတော့3ကီလိုဂရမ်ရသွားပြီဂရမ်ဘယ်လောက်ရှိတယ်လဲဆိုတော့ဆက်ပြီးတော့စဉ်းစားကြည့်မယ်3ပြီးတော့မှ300နဲ့တရားဒီ10 20 30 40 50ဟုတ်ပြီနော်50မဟုတ်ပါဘူးဆရာမတို့က10ဆိုတာဒီနားလေးက10ဒါဒီ100 200 300 400 500 600 900ရှိတယ်900ဂရမ်ရှိတယ်ဒါဆိုရင်3ကီလိုဂရမ်900ဂရမ်ပေါ့ဒါဆိုတော့သူ့ကိုပါနဲ့ရေးမှလေဂရမ်နဲ့ရေးတဲ့အခါမှာ3000နဲ့900ဂရမ်ဆိုပြီးရသွားပြီအဲ့တော့သူ့ကိုကြည့်ဖို့ရအတွက်ဘယ်လိုကြည့်မှလဲဒီထိရောက်တော့1000 2000 3000 3100 3200 3300 3400 3500 3600 3000နဲ့900ဆိုပြီးရသွားရောအဲ့တော့3ကီလိုဂရမ်900ဂရမ်3900ဂရမ်ဆိုပြီးရပြီနောက်တစ်ခါပတ်ဝန်းကျင်မှာရှိတဲ့1ကီလိုဂရမ်ခန့်လေးတဲ့ပစ္စည်းတွေကိုရှာပါပစ္စည်းတွေရဲ့အလေးချိန်ကိုချိန်ဝင်သုံးပြီးတော့မှစစ်ဆေးပါဆိုဆရာမတို့ကတော့ဒါလုံးလို့မရတာဖြစ်လို့သူ့ကိုဒီတိုင်းလေးပဲကြော်ထားခဲ့လိုက်ပါမယ်ဟုတ်ပြီနော်ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းအမျိုးမျိုးအလေးချိန်ကိုခံမှန်းကြမယ်ဆိုတော့ဆရာမတို့ကဒီမှာ तू ကခံမှန်းခိုင်းတာဘာလဲဆိုရင်ကွန်ပါဘူးဆိုရင်သူ့ကိုဂရမ်နဲ့ပဲတိုင်းပါ तू ကတအားကြီးလေးတဲ့ပစ္စည်းတစ်ခုမဟုတ်ဘူးနောက်တစ်ခုကဒီခက်မှန်းလိုက်တော့200ဂရမ်ရှိတယ်တကယ်တိုင်းတော့1300ဂရမ်ရှိတယ်ဒါကလည်းတကယ်တိုင်းပြီးတော့မှ तू ကရေးခိုင်းတာဒါပေမဲ့ဆရာမတို့ဒီမှာအချမ်းပြအဖြစ်ပြောရမယ်ဆိုရင်တော့ကွန်ပါဘူးဆိုတာဒီအရင်လေးတဲ့ပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ तू ဂရမ်နဲ့ပဲတိုင်းပါတယ်ဆိုတဲ့တစ်ချက်ရဲ့ပတ်စံအိတ်ကတော့ तू ကလေးတဲ့ပတ်စံအိတ်ကိုတိုင်းလိုက်တာကိုအဲ့ခါကျတော့ဒီမှာ1ကီလိုဂရမ်900ဂရမ်နဲ့သူ့ကိုခက်မှန်းတာဒီလောက်ရပြီးတော့မှတိုင်းကြည့်တော့ဒီလောက်ရှိပါတယ်တဲ့ဒါကတော့လက်တွေ့ဒီမှာတကယ်လက်တွေ့လုပ်ခိုင်းထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့တခုတည်ထားရမှာဘာလဲဆိုပေါ့တဲ့ပစ္စည်းလေးဥပမာဒီပစ္စည်းသေးလေးတွေပေါ့နော်ကလေးတို့စီမှာရှိတဲ့ကွန်ပါဘူးတွေစာအုပ်တွေဒါမျိုးလေးတွေပေါ့တအားမလေးတဲ့ပစ္စည်းတွေဆိုဂရမ်နဲ့ပဲချိန်မှာပေါ့တကယ်လို့ဒါပစ္စည်းကလေးလာခဲ့မယ်ဆိုလို့ရှိရင်သူ့ကိုကျတော့ကီလိုဂရမ်နဲ့ချိန်မယ်ဒါလေးသိရင်ရပြီနောက်နံပါတ်6ကခွက်ထဲကိုမြေပဲတွေထည့်ပြီးအလေးချိန်ကိုပုံမှာပြထားတဲ့အတိုင်းချိန်ခွင်နဲ့ချိန်ကြည့်ပါဒါကချိန်ခွင်ကိုမှဆရာမတို့ဒီမှာခွက်ကလေးရှိတယ်ခွက်ထဲကိုမြေပဲထည့်ဟုတ်ပြီနော်မြေပဲကိုဒီတစ်ခါတည်းချိန်ခွင်ထဲကိုမထည့်ပါဘူးဒီမှာခွက်ကလေးတစ်ခုတည်းကိုမြေပဲထည့်လိုက်တယ်အဲ့လိုထည့်ပြီးတော့ချိန်ကြည့်ပါမယ်တဲ့အဲ့ဒီတော့ဒီမှာချိန်ကြည့်တဲ့အခါမှာခွက်ရဲ့လေးချိန်က240ဂရမ်ရှိတယ်မြေပဲတွေရဲ့အလေးချိန်ကဘယ်လောက်ရှိတယ်လဲဆိုတော့စုစုပေါင်းအလေးချိန်ကိုဒီမှာရှာကြည့်အောင်ရှာကြည့်တဲ့အခါမှာဒီမှာဒါခုနကဆက်စချင်းဆရာမတို့ကြည့်လိုက်တဲ့အလေးဒီချိန်ခွင်နဲ့တူတယ်ပေါ့နော်1ကီလိုဂရမ်ရှိတယ်50 100 150 200 250 300 350 400 450 500 550 600 650 900 950 950နဲ့800ကြားထဲမှာဒါဒီ5ဒီဟာက5ဂရမ်ကိုပြရတယ်လို့ရှိမှပါခဲ့ပြီးသားပေါ့နော်5ဂရမ်ကိုပြရတယ်ဆိုတော့ပါခဲ့ပြီးသားဆိုတော့950 955 960 990 980အဲ့ဒီခါကျတော့တစ်ခုလုံးရဲ့အလေးချိန်ဒီဘယ်လောက်ရှိရလဲဆိုတော့980ရှိတယ်ဒီတစ်ခုလုံးရောမြေပဲရောဒီခွက်ကလေးရော980ဂရမ်ရှိတယ်
ဒါဆိုဒီမှာမေကွန်းကဗာမေးထားလဲဆိုတော့ခွက်ရဲ့အလေးချိန်က240 gram ရှိရင်မြေပဲတွေရဲ့အလေးချိန်ကဘယ်လောက်လဲဒါဆို980တဲ့ကနေဘာအောင်နှုတ်လိုက်ရုံပဲလေ240ကိုနှုတ်လိုက်ရုံပဲတော့မြေပဲနဲ့ခွက်နှစ်ခုပေါင်းရဲ့အလေးချိန်ဒါကမြေပဲနဲ့ခွက်နှစ်ခုပေါင်းရဲ့စုပေါင်းအလေးချိန်ဒါရှေ့သင်ခန်းစာမှာတည်လာခဲ့ပြီးသားစုပေါင်းအလေးချိန်ကိုမှခွက်ရဲ့အလေးချိန်နှုတ်လိုက်မယ်ဆိုရင်မြေပဲရဲ့အလေးချိန်ရမယ်ဆိုတော့စုပေါင်းဒီ980ရှိတယ်ဟုတ်ပြီလားဒီမှာဆရာမခုနကကြည့်လိုက်တော့980ရှိတယ်980တဲ့က240အောင်နှုတ်လိုက်တော့940အဖြစ်ဒီ940 gram 940 gram ကမြေပဲရဲ့အလေးချိန်240 gram ကကြတော့ခွက်ရဲ့အလေးချိန်စုပေါင်းဒီ980 gram ရပြီနော်အဲ့တော့အထက်ပါခွက်ကိုသုံးပြီးဂျုံမုတ်50 gram ရအောင်ဘယ်လိုချိန်ရမလဲရှင်းပြပါဆိုတော့ဒါတော့ဆရာမတို့ဒီစာတော့မရေးတော့ဘူးဒီတိုင်းပဲပြောပြပါမယ်ဂျုံမုတ်ကလိုချင်တာ900 gramခွက်ထဲမှာဖြစ်တဲ့အတွက်ကြောင့်ခွက်ဒီ240 gram လေးတယ်လိုချင်တာက900 gram ခွက်က240ပေါင်းလိုက်တော့ဘယ်လောက်လဲ940ပေါ့ဒါဆိုဆရာမတို့940ဒီအလေးချိန်940ရှိတဲ့ထိချိန်ပေးရမယ်ဒီမှာ940နေရာရောက်တဲ့ထိချိန်ပေးရမယ်900 905 10 15 20 25 30 35 40 45 50ပေါ့လေဆိုတော့900နဲ့40ရောက်တဲ့ထိဆရာမတို့ကချိန်ပေးမယ်40ရောက်တဲ့ထိဆိုတော့ဒီထိပေါ့ဒီထိချိန်ပြီးသွားပြီဆိုရင်ဒါဆရာမတို့လိုချင်တဲ့900 gram လိုချင်တာက900 gram ဂျုံမုတ်ပဲလိုချင်တာဒါပေမဲ့ခွက်က240လေးတော့ပေါင်းလိုက်တဲ့အခါမှာ940ဒီထိရအောင်ချိန်ပြီးသွားပြီဆိုဆရာမတို့က900 gram လေးတဲ့ဂျုံကိုရမှာပေါ့ဟုတ်ပြီနော်ဆိုတော့3ရက်4ရက်ကိုကြည့်ကြည့်အောင်950 gram ရှိတဲ့လိမ္မော်သီးတွေကို200 gram ရှိတဲ့ချင်းတောင်းနဲ့ထည့်2မျိုးပေါင်းကီလိုဂရမ်ဘယ်လောက်ရှိသလဲလိမ္မော်သီးရဲ့အလေးချိန်က950 gram ချင်းတောင်းရင်ထည့်လိုက်တာချင်းတောင်းရဲ့အလေးချိန်က200 gram 2မျိုးပေါင်းဆိုတော့ဒီနှစ်ခုဘာလို့လိုက်ရုံပဲလဲပေါင်းလိုက်ရုံပဲပေါ့ပေါင်းပြီးတော့မှဘာနဲ့ပြမလဲကီလိုဂရမ်နဲ့ပြပေးပါမယ်အဲ့ခါကျတော့ဆရာမက2မျိုးပေါင်းဆိုတော့ဒီလိုမျိုးပဲရှင်းရှင်းလေးပဲအဖြေထုတ်ထားပါတယ်လိမ္မော်သီးက950 gram 200 gram ကချင်းနှစ်ခုပေါင်းလိုက်တော့1150 gram ရှိတယ်အဲ့ဒီ1150 gram ကိုဆရာမတို့အဖြေကဘာနဲ့ထုတ်ချင်တာလဲဆိုကီလိုဂရမ်နဲ့ထုတ်ချင်တာအဲ့ခါကျတော့1000 ကီလိုဂရမ်ဒီ1000 gram ဒီ1ကီလိုဂရမ်နော်1000 gram ဒီဘယ်လောက်လဲ1ကီလိုဂရမ်နော်ဆရာမအင်္ဂလိပ်လိုတွေရောမြန်မာလိုတွေရောဖြစ်ကုန်ပါပြီ1000 gram ဒီ1ကီလိုဂရမ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်1000က1ကီလိုဂရမ်နောက်ကကျန်တာက150 gram ဆိုတော့1ကီလိုဂရမ်150 gram ပေါ့ရပြီလားနောက်တစ်ခုကထွန်းထွန်းရဲ့အလေးချိန်က29ကီလိုဂရမ်ထွန်းထွန်းရဲ့အလေးချိန်ချိန်ကြည့်လိုက်တာသူ့ကိုချိန်ကြည့်လိုက်တာ29ကီလိုဂရမ်ရှိကြောပိုးအိတ်လွယ်ပြီးချိန်တဲ့အခါမှာ31ကီလိုဂရမ်ရှိကြောပိုးအိတ်လွယ်လိုက်တဲ့အခါမှာ31ကီလိုဂရမ်ရှိတယ်ပြန်ချိန်ကြည့်တာပေါ့နော်ဒါဆိုရင်ကြောပိုးအိတ်ရဲ့အလေးချိန်ကဘယ်လောက်ရှိသလဲနှုတ်ပေးရုံပဲပေါ့31ထဲက29နှုတ်တော့ဘယ်လောက်ရလဲ2ကီလိုဂရမ်ရတာပေါ့အဖြစ်တစ်ခါတည်း2ကီလိုဂရမ်လို့ရင်းလည်းရတယ်ဆရာမတော့ဒီမှာကြောပိုးအိတ်အလေးချိန်ဆိုပြီးတော့မှသူ့ရဲ့အလေးချိန်ကြောပိုးအိတ်နဲ့လူနဲ့ပေါင်းပြီးချိန်လိုက်တဲ့အလေးချိန်31ကီလိုဂရမ်ကနေပြီးတော့မှလူရဲ့အလေးချိန်ကို29ကီလိုဂရမ်ကိုနှုတ်လိုက်တော့2ကီလိုဂရမ်ဆိုကြောပိုးအိတ်ရဲ့အလေးချိန်ကိုရသွားပြီဟုတ်ပြီနော်နံပါတ်9ကအောက်မှာပြထားတဲ့အလျာအတိုင်းတာဒုတိယအတိုင်းတာနဲ့အလေးချိန်တို့ရဲ့ unit ဆက်သွယ်ချက်တွေကိုလေ့လာရအောင်ဆိုတော့ unit ဆက်သွယ်ချက်တွေကလေးတို့ဒီမှာသိထားပြီးသားတွေများတဲ့အတွက်ကြောင့်မလို့ဟိုရှေ့ရသင်ခန်းစာတွေမှာလည်းသိခဲ့ပြီးတော့မှ G2 မှာလည်းပဲဒီမီတာစင်တီမီတာတွေကလေ့လာခဲ့ပြီးသားဟုတ်ပြီနော်ကဲဒါဆိုရင်ဖြည့်ကြည့်အောင်ဘယ်လက်ဖြည့်ပါဆိုတော့1မီတာဘယ်လောက်စင်တီမီတာလဲ100စင်တီမီတာ1မီတာ1000မီလီမီတာပြန်ပြောမယ်နော်1မီတာ100စင်တီမီတာ1မီတာ1000မီလီမီတာဆရာမတို့ဒီစင်တီမီတာနဲ့သူနဲ့ကိုမချိတ်တော့ကလေးတို့မှတ်ရခဲ့မှာဆို1နဲ့ပဲချိန်1မီတာ100စင်တီမီတာ1မီတာ1000မီလီမီတာ1ကီလိုမီတာ1ကီလိုမီတာမှာမီတာဘယ်လောက်ရှိလဲ1000မီတာ1ကီလိုမီတာ1000မီတာ1လီတာ1000မီလီလီတာ1ကီလိုဂရမ်1000ဂရမ်ရပြီနော်ပြန်ပြောမယ်1မီတာ100စင်တီမီတာ1000မီလီမီတာ1ကီလိုမီတာ1000မီတာ1လီတာ1000မီလီလီတာ1ကီလိုဂရမ်1000ဂရမ်ရပြီနော်ကဲဒါဆိုရင်မိခွန်းကကြီးကိုကြည့်ပြီးအောက်ပါကွက်လက်ထဲမှာတင့်တော်တဲ့အလျာအတိုင်းတာဒုတဲ့အတိုင်းတာအလေးချိန် unit ဆက်သွယ်ချက်တွေကိုဖြည့်ပါဆိုတော့ဒီမှာဆရာမတို့ဘာဖြည့်လိုက်ရုံပဲလဲဆိုတော့ဒီဟာတွေကိုပဲပြန်ဖြည့်လို့ရတယ်1မီတာသူ့ကိုမရေးတော့
စင်တီမီတာကိုမရေးတော့တမီတာ1000မီလီမီတာသူက1000နဲ့ပဲဆက်သွယ်မှာတစ်နောက်ကမီတာထည့်ရင်1000မီလီမီတာတစ်နောက်ကကီလိုဂရမ်ထည့်ရင်1000မီတာ1လီတာ1000မီလီလီတာ1ကီလိုဂရမ်1000ဂရမ်နော်အဲ့ဒါလေးပဲရေးလိုက်ပါအပေါ်ကဆက်သွယ်ချက်မှာတွေးချိတဲ့အချက်တွေကိုဆွေးနွေးပါဆိုတာကတော့ဒီတိုင်းပဲဆွေးနွေးရမယ့်အချက်ဆိုတော့မဆွေးနွေးခင်မှာဆရာမဒါလေးကိုရေးပြပေးမယ်တမီတာဆိုရင်1000မီလီနောက်ကပါလေမီတာပဲအဲ့ဒါမျိုးလေးကို तू ကပြောစီချင်တာမမေ့စီချင်တာဟုတ်ပြီနော်တမီတာဆိုရင်1000မီလီမီတာနောက်တစ်ခု1ကီလိုမီတာဆိုရင်ဒီကီလိုမီတာဆိုရင်1000မီတာပဲပြန်လာမယ်ဒီလိုမျိုးလေးအခြေအဆက်ကလေးတွေကိုသိစေချင်တာအဲ့တော့1လီတာဆိုရင်ကော1လီတာဆိုလို့ရှိရင်လေ1000မီလီလီတာဒီလီတာပဲနောက်ကလိုက်လာတယ်ဒါကလည်းမီတာပဲနောက်ကလိုက်လာတယ်ဒီမှာလည်းပဲမီတာပဲဒီမှာမီလီမီတာမှာလာပြီးတော့လိုက်လာတယ်ကီလိုဂရမ်ဆိုရင်လည်းဂရမ်ပဲလိုက်လာတယ်တော့ပါပြီနော်အဲ့ဒီအချိတ်ဆက်ကလေးတွေကိုပဲသိစေချင်တာဖြစ်ပါတယ်ဒါကတော့ဖြစ်တတ်တာဖြစ်လို့ဆင်မဖြစ်ပြတော့ပါဘူးဟုတ်ပြီနော်အဲ့ကအောက်ကနှစ်ချက်ကိုလေးရေးလိုက်ရပြီရေ1လီတာကအလေးချိန်အဖြစ်ဘယ်လောက်ရှိတယ်လဲချိန်ကြည့်ပါဆိုတော့ဒါကဘာလို့ခိုင်းတာလဲဆိုတော့ချိန်ကြည့်ခိုင်းတာကလေးတို့ကိုယ်တိုင်လုပ်ရမှာ1လီတာကိုချိန်မယ်အဲ့1လီတာကိုချိန်တဲ့အခါမှာဘယ်လိုချိန်မလဲဥပမာပေါ့နော်ဘူးခွန်ကိုအရင်ချိန်လိုက်မယ်ဘူးခွန်ကိုချိန်ပြီးတော့ရှင်အဲ့ဒီတဲကိုရေထည့်မယ်ဟုတ်လားအဲ့ဒါပြီးတော့မှဒီ1လီတာခွက်ထဲမှာရှိတဲ့1လီတာပေါ့အဲ့ဒီ1လီတာဘူးခွန်တဲ့ကဟာကိုဟိုပေါ့ကျွန်တော်တို့ဒီ1လီတာထည့်လို့ရတဲ့ရေတက်မှုတွေရှိတယ်အဲ့ဒီတွေကိုထည့်လိုက်ရေ1လီတာကတော့ဆန်တယ်အဲ့ဒီ1လီတာကိုဘူးခွန်ကိုအရင်ဆုံးချိန်ကြည့်လိုက်တဲ့ခါမှာဘူးခွန်ကကြတော့ဘယ်လောက်ရှိမလဲဂရမ်နဲ့ရှိမယ်ပေါ့10ဂရမ်20ဂရမ်စသဖြင့်ရှိမယ်ဒါဆိုရင်ရေထည့်လိုက်တော့ရေ1လီတာဝင်သွားရောအဲ့ထဲကိုအဲ့ဒါဆိုရင်ရေ1လီတာနဲ့ဒီဘူးနဲ့တစ်ခါတည်းပဲချိန်ကြည့်လိုက်ချိန်ကြည့်လိုက်တဲ့ခါမှာ1လီတာဒီဂရမ်အဖြစ်ဘယ်လောက်ရှိတယ်လဲဒါမှမဟုတ်ကီလိုဂရမ်အဖြစ်ဘယ်လောက်ရှိတယ်လဲဆိုတော့ရသွားမှာဟုတ်ပြီနော်ဒါတော့လက်တွေ့လို့ရမှာဖြစ်လို့ဆရာမသူကိုဒီလောက်ပဲရှင်းပြပါတော့မယ်နောက်တစ်ခုလေးကျန်ခန်းကခွေးတကောင်ရဲ့အလေးချိန်သူကကြတော့တင့်တော်တဲ့အလေးချိန်ယူနေရင်ခွေးတကောင်ရဲ့အလေးချိန်ဒီခွေးဒီစနစ်ဆိုတော့ဘာဖြစ်မလဲဂရမ်ပဲတော့မဖြစ်နိုင်ဘူးပေါ့စနစ်ဂရမ်ပဲတော့မဖြစ်နိုင်ဘူးဘာဖြစ်မလဲစနစ်ကီလိုဂရမ်ဖြစ်မယ်ဘာလို့လဲဆိုတော့ခွေးဆိုတာကဒီလေးတာကိုကလေးဒီတစ်သေးလေးအရာဝတ္ထုပစ္စည်းတစ်ခုတစ်သေးလေးမဟုတ်တဲ့အတွက်ကြောင့်သူကလေးတယ်တရက်တီးသလုံးဆိုတော့သူကဗာလေတင်းငယ်တဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်300ဂရမ်ပဲဖြစ်မှာပေါ့ညာပြီလားနောက်တစ်ခုကိုလက်ဖြည့်မယ်3ကီလိုဂရမ်20ဂရမ်3ကီလိုဂရမ်ဒီ3000 20နဲ့ပေါင်းလိုက်တော့3020ဂရမ်4350ဆို4000ဒီ4ကီလိုဂရမ်350ဂရမ်က350ဂရမ်နောက်နံပါတ်3 190ဂရမ်ရှိတဲ့ခွက်ထဲကိုပဲထည့်ထားတယ်190ဂရမ်ရှိတဲ့ခွက်ထဲကိုပဲထည့်ထားတယ်ပဲနဲ့ခွက်နှမျိုးပေါင်းအလေးချိန်က600ပဲကိုခွက်ကိုနှမျိုးစလုံးပေါင်းပြီးတော့ချိန်ကြည့်လိုက်တော့600ခွက်ရဲ့အလေးချိန်က190ပဲရဲ့လေးချိန်ရမသိဘူးအဲ့ဒီပဲရဲ့လေးချိန်ရဘယ်လောက်လဲဒါဆိုဘာလို့ပေးရုံပဲလေပဲနဲ့ခွက်နှစ်ခုပေါင်းအလေးချိန်တွေကနေခွက်ရဲ့လေးချိန်ကိုနှုတ်ပေးလိုက်ရုံပဲပေါ့ဒါပြီနော်ဒါဆိုဆရာမလိုချင်တာဘာရဲ့အလေးချိန်လဲပဲဤအလေးချိန်ဆိုတော့ဒီလိုမျိုးလေးရေးပါမယ်ပဲရဲ့အလေးချိန်ကြီးများချင်းဆိုတော့စုပေါင်းအလေးချိန်ဖြစ်တဲ့600ဂရမ်ကနေ190ဂရမ်နှုတ်လိုက်တော့430ဂရမ်ဆိုပြီးရသွားမယ်ဒါပြီနော်430ဂရမ်ကဲခုနကဆမတို့လေ့လာထားတာဒီအလေးချိန်ကိုဖော်ပြဖို့ရန်အတွက်ဂရမ်ကီလိုဂရမ်နဲ့ဖော်ပြရဲဆိုပြီးတော့လေ့လာခဲ့ပြီးပြီဒီတစ်ခါကျတော့ဘာနဲ့ဖော်ပြမှာလဲဆိုတော့ပိတ်တာနဲ့ကြက်သားဒါကတော့မြန်မာနိုင်ငံမှာသုံးတဲ့မြန်မာယူနစ်ပိတ်တာနဲ့ကြက်သားဆိုတော့ငါးတွေချိန်နဲ့ကြက်သားတွေချိန်မယ်အသားငါးတွေချိန်မယ်ဒါမှမဟုတ်အသီးအရွက်တွေချိန်မယ်နော်ဘာပဲချိန်ခန်းချင်သည်အာလူတခြားပစ္စည်းတွေပေါ့တန်နေပါတွေချိန်နေဘယ်အရာကိုပဲချိန်ဂျုံနေပဲချိန်မလားဘာပဲချိန်ဒီမြန်မာနိုင်ငံမှာများသောအားဖြင့်သုံးတဲ့ unit ကပိတ်တာနဲ့ကြက်သားနဲ့တပိတ်တာမှာ100ကြက်သားရှိတယ်100မှာဒီတပိတ်တာမှာ100ကြက်သားရှိတယ်ဒါဒီလိုမျိုးသူချိန်ဝင်လေးတွေမှာသုံးတဲ့အလေးပေါ့နော်တစ်ကြက်သားအလေးတေးသေးလေးတွေရှိတယ်5ကြက်သားအလေးရှိတယ်10ကြက်သားအလေးရှိမယ်20ကြက်သား50ကြက်သားတပိတ်တာအလေးတွေရှိတယ်ဆိုတော့50ကြက်သားက50ကြက်သားနှစ်ခုဆိုရင်ဘယ်လောက်ရသွားလဲ100ကြက်သားဆိုတပိတ်တာဖြစ်သွားရောရပြီနော်အဲ့တော့ဒီလိုမျိုးပဲတစ်ကြက်သားအခု100ဆိုလို့ရှိရင်100ကြက်သား100ကြက်သားဆိုရင်တပိတ်တာ5ကြက်သားဆိုလို့ရှိရင်5ကြက်သားနှစ်ခုက30သားနော်အဲ့လိုမျိုးပဲ5ကြက်သား20ခုဒီဘယ်လောက်လဲ100ကြက်သားတပိတ်တာ
10ချက်သား10ခုထည့်လိုက်လို့ရှိရင်100ချက်သားရတယ်တပိတ်သားပေါ့ဒီလိုမျိုးဆက်သွယ်ချက်ကလေးတွေရှိတယ်ဒါ20ချက်သားအလေး5ခုထည့်လိုက်လို့ရှိရင်100ချက်သားရတယ်100ချက်သားဒီတပိတ်သားနော်50ချက်သားအလေး2ခုထည့်လိုက်လို့ရှိရင်100ချက်သားရတယ်100ချက်သားဒီတပိတ်သားအဲ့လိုနည်းအားဖြင့်ဒီမှာတပိတ်သားမှာ100ချက်သားရှိတယ်ဆိုတာလေးကိုသိရင်ဒီ G3 မှာဒီလောက်ဆိုလုံလောက်ပါပြီနောက်တစ်ခုကဒီအလေးချိန်ဖြစ်ချိန်သောချိန်ခွင်ဖြင့်ပုံရင်ဖော်ပြထားတော့ပိတ်တာနဲ့ချက်သားအမှတ်သားပါသည့်ချိန်ခွင်ကိုအသုံးပြုကြသည်ဆိုတော့အလေးချိန်မှာပေါ့နော်ဒီလိုမျိုးချက်သားပိတ်တာနဲ့ချက်သားနဲ့ပါတဲ့ဟာကိုသုံးပါတယ်တဲ့အဲ့တော့ဒီမှာကကြီးကိုကြည့်လိုက်10ချက်သားခန့်လေးသောပစ္စည်းနှင့်တပိတ်တာခန့်လေးမျိုးထင်ရသည့်ပစ္စည်းများကိုပတ်ဝန်းကျင်တွင်ရှားပါထိုပစ္စည်းများ၏အလေးချိန်ကိုစစ်ဆေးပါဆိုတော့ဒါဒီတကယ်လုံးရမယ့်ဟာဆိုတော့ဆရာမတို့ကတော့လှုပ်လို့မရတာဖြစ်လို့သူ့ကိုနံပါတ်ကကြီးอ่ะဆရာမလုံးမပြတော့ဘူးအကြီးကနံပါတ်ခဝေးကိုကြည့်မယ်ခဝေးမှာ150ချက်သား150ချက်သားကိုပိတ်တာချက်သားနဲ့ဖော်ပြမယ်150ချက်သားဒီတပိတ်တာ100ချက်သားဆိုရင်တပိတ်တာဖြစ်တယ်50က50ရေးလိုက်အောင်တပိတ်တာ50ချက်သားဒီ150ချက်သားဖြစ်တယ်ရပြီနော်ဆိုတော့ဒီမှာကလေးတို့မှတ်ရမှာဒီအဓိကဘာလဲဆိုတော့တပိတ်တာမှာ100ချက်သားရှိတယ်ဆိုတာရဲ့ဒီလိုမျိုးအလေးလေးတွေရဲ့ကိုမှတ်မိမယ်ဆိုလို့ရှိရင်တော့ဒီတခြားခက်ခဲတော့ဒီအခန်းထဲမှာမရှိပါဘူးဟုတ်ပြီနော်ဒီလောက်ဆိုလို့ရှိရင်ကလေးတို့ကအလျားတိုင်းတာမီလီမီတာစင်တီမီတာတွေမီတာကီလိုမီတာတွေပြီးတော့အလေးချိန်တိုင်းနဲ့ဂရမ်ကီလိုဂရမ်တွေဒုတဲ့တိုင်းနဲ့မီလီလီတာလီတာတွေပြီးတော့မြန်မာယူနစ်ဖြစ်တဲ့ပိတ်တာတွေချက်သားတွေရဲ့ဆက်သွယ်ချက်ကိုဒီအခြေခံသဘောတရားလောက်ရသွားပြီဆိုလို့ရှိရင်ကိုကဆရာမအတွက်အများကြီးအကျိုးရှိပါတယ်အဲ့တော့ဒီနေ့သင်တဲ့တင်ခန်းစာကိုကလေးတို့ကနားလည်တယ်လို့ဆရာမယူဆပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင် like comment subscribe လုပ်ပေးပါ